ရောင်းမြိုင်မှာအမှုတစ်ခုဖြစ်သွားခဲ့သည်ဖောက်ထွင်းမှုပြီးတော့လူသက်မှုတက်ခံရသူမှာဗရောင်းမြိုင်အိမ်ရှင်ကြော့ရင်ဆွေဖြစ်သည်ကြော့ရင်ဆွေသည်ကြောက်ပွဲသားဥယောင်၏ဇနီးကျော်လေးဖြစ်၏ဗရောင်းမြိုင်ဆိုသည်မှာအင်ဂေဟာအမည်ဖြစ်ပြီးဥယောင်ကပေးထားခြင်းဖြစ်၏ခြံထဲမှာဗရောက်ပင်ကြီးသုံးပင်ထီထီမမဝင်းဝင်းထက်ထက်ရှိနေသောကြောင့်ဗရောင်းမြိုင်အမည်နှင့်ခြံကြီးမှာလိုက်ဖက်လာ၏ဗရောက်ပင်ကြီးများအပါဝင်တစ်ပင်ကြီးများဝင်းရံပေါက်နေသောကြောင့်ဥယောင်၏တစ်ဆက်တိုက်ဟောင်းလေးမှာဘေးပန်ဝင်းကျင်နှင့်ပင်ကင်းကွာသလိုဖြစ်နေ၏ထို့ကြောင့်ပင်လျင်မကောင်းမှုကျွလွန်မိသူကိုလမ်းဖွင့်ပေးသလိုဖြစ်နေခဲ့သည်ဟုဆိုရမည်ပြီးတော့အိမ်မာလူနေလာသည်ဥယောင်ရဲ့ကြော့ရင်ဆွေရဲ့အိမ်ဖော်တော်မိရဲ့ဒေါ်မိကလည်းဗရောင်းမြိုင်မှာရံဖန်ရံကာမသာအိတ်သည်ပုံမှန်အဖြစ်သူ၏အိမ်ရှိရာတကုံတောင်သို့ပြန်အိတ်တတ်သည်ဒီတော့ညဆိုလျင်ဥယောင်နှင့်ကြော့ရင်ဆွေသာနောက်တစ်ချက်ကဥယောင်သည်သူ၏အလုပ်သဘောအရမကြာခဏခရီးထွက်ရသည်သူသည်ကြောက်ပွဲသားဆိုတော်လဲကြီးသမားမဟုတ်တာမန်ပွဲသားများသာဖြစ်၏ပြီးတော့ကြောက်ထက်ပို၍ရှေးဟောင်းပစ္စည်းရောင်းဝယ်မှုကသူ့အတွက်ပိုပရာနာကြသည်ထို့ကြောင့်ပစ္စည်းရှာရန်ခရီးခဏခဏထွက်ရ၏ထို့သောဥယောင်ခရီးထွက်လျင်အိမ်ဖော်တော်မိကကြော့ရင်ဆွေအဖော်ရရန်အိမ်မပြန်မဲညာအိတ်ပေးရတတ်သည်ထိုညကတော့ဥယောင်ကခရီးထွက်နေဒေါ်မိကယောက်ျားနေမကောင်း၍ခွင့်ယူပြီးအိမ်ပြန်သွားသည်မိကပြက်၍လာကမိုက်သောညလူဆိုးသည်ခြံတွင်ဝင်လာကတိုက်ဤပြတင်းတကားကိုအပြင်မှထူခွဲပြီးတကားချက်ကိုဖွင့်သည်တကားဤတန်နိုင်များမှာတန်ကြီးဆ၍ပြက်လူဖြစ်နေရာဆွဲကလန့်လိုက်သောအခါအခြေမှပြတ်ထွက်သွားသည်တို့ဖြစ်လူဆိုးသည်အိမ်တွင်သို့အလွယ်တကူဝင်နိုင်ခဲ့၏တကားမှန်ကွဲတန်နှင့်တန်နိုင်ကိုချိုးဖြတ်တန်ကြောင့်အိပ်ပျော်နေသောကြော့ရင်ဆွေနိုးလာပုံရသည်လူဆိုးသည်ပစ္စည်းခိုးယူရန်ဝင်လာသည်မှန်တော်လဲအိမ်ရှင်နိုးသောအခါအိမ်ရှင်ကိုပါအန္တရာယ်ပြုတတ်သည်မှာဓမ္မတာကြော့ရင်ဆွေသည်လူဆိုး၏တနက်နှင့်ပြစ်သက်ချင်းခံရသည်တနက်ပြစ်ချက်နှစ်ချက်ဖြစ်သည်ဟုဆို၏ကြော့ရင်ဆွေနေရာတွင်ပင်ပွဲချင်းပြီးဆုံးပုံရသည်ပတ်ဝန်းကျင်ကတနက်တန်ကိုကြားလိုက်ရသည်ဟုဆိုသည်လူဆိုးသည်အခန်းတွင်မှပစ္စည်းမှွေနောက်လျက်ကြော့ရင်ဆွေ၏လက်ဝိရဏများနှင့်ငွေများကိုယူငင်ပြီးထွက်သွားသည်မနက်တော်မိအိမ်ကိုရောက်လာမှအဖြစ်ပြက်ကိုတွေ့ရသည်ရက်ကွက်အဖွဲ့အစည်းများကိုအကြောင်းကြားသည်ပြီးတော့ရဲစခန်းကိုတိုင်ကြသည်ဥယောင်က3ရက်ကြာမှပြန်ရောက်သည်ဇနီးကျော်လေး၏အဖြစ်ဆိုးကြောင့်ဥယောင်ယူမတက်ခံစားရ၏ကျွန်တော်ဇနီးကိုတက်တက်လူဆိုးကိုမိအောင်ဖမ်းပေးကြပါအကူအညီတောင်းခံသမှာကြားရသူတိုင်းကိုစိတ်ထိခိုက်ရသည်အိမ်ဖောက်ထွင်းလူသက်သွားခဲ့သူသည်မြည်သူနီရဲမြအပူတမင်းရှာဖွေခဲ့ကြ၏သို့သောတရားခံကိုမမီထူးခြားသည်မှာလူဆိုးသည်တနက်ကိုသုံးခဲ့၏လက်သမား3နှစ်ရီဘိုဘာတနက်ဖြစ်ကြောင်းဖော်ထုတ်နိုင်ခဲ့တော်လဲတနက်လဲပြောက်လူဆိုးလဲပြောက်နေခဲ့သည်မထင်ကောင်းထင်ကောင်းရဲများကဥယောင်ကိုတန်တရားရှိခဲ့သည်သို့သောဥယောင်ပါဟုထောက်ပြစရာတက်တည်ထောက်ထားဘာမှမရှိကြော့ရင်ဆွေသည်မေဆန်ရှာ၏ငယ်ပေါင်းငယ်ရင်တငယ်ချင်းမဟုတ်တော့လဲငယ်ပေါင်းတငယ်ချင်းလိုပင်ခင်မင်ရသည့်မိတ်ဆွေတဦးဖြစ်သည်မေဆန်ရှာနှင့်ကြော့ရင်ဆွေရင်းနှီးခဲ့သည်မှာຫນွေဥပေါက်ကဖြစ်သည်မေဆန်ရှာသည်မိမိ၏နေထိုင်ရာအင်ယာစီတို့ကာမတိုင်မှခြေချင်းလျှောက်ပြန်လာသောနေ့တစ်နေ့တွင်ကြော့ရင်ဆွေနှင့်တွေ့ဆုံရင်းနှီးခဲ့ခြင်းဖြစ်၏ထိုနေ့ကကြော့ရင်ဆွေသည်သူ၏ခြံဝင်းထဲမှတစ်ထပ်တိုက်ကလေး၏ရှေ့မှပန်းညံထဲတွင်ရေလောင်းနေသည်မေဆန်ရှာကလမ်းအတိုင်းလျှောက်လာရင်ရောင်စုံပန်းများဖြင့်တစားစဉ်လှပနေသောပန်းညံကလေးကိုစိတ်ဝင်စားမိသဖြင့်ရက်၍ငေးမိသည်မေဆန်ရှာရငေးနေသည်ကိုတွေ့သွားသောကြော့ရင်ဆွေကမြမဘာငေးနေတာလဲပန်းကလေးတွေသဘောကျလို့လားလာလီဝင်ခဲ့ပါဟုရေလောင်းနေရာမှလှမ်းခေါ်သည်တစ်ဆက်တည်းပင်ရေပိုက်ကိုပိတ်ကခြံဝင်းတကားရှိရာသို့လျှောက်လာပြီးတကားကိုဖွင့်သည်တွေ့ရတာဝမ်းသာပါတယ်လာပါဝင်ခဲ့ပါအောင်ဖြစ်ဆွေဖြစ်ကော်ဖီလေးတောက်ပါအောင်ဒိုးသားမှုအရင်ခံမျက်နာပေါ်တွင်ဖော်ရွှေမှုနှင့်နှစ်လိုမှုပေါင်းဆက်ထားသောအပြုံးဖြင့်လိုလန်းလန်းဖိတ်ခေါ်နေသဖြင့်မေဆန်ရှာသူမနောက်သို့ပါခဲ့ရသည်သူမအခမ်းသောနတ်ကော်ဖီမှုမွေကသူမလိုပင်နှစ်သက်ဖွဲကောင်းလာ၏မမနာမည်ကကြော့ရင်ဆွေပါတဲ့ရွယ်မှာမကွာချမ်းလားဟုခံမှန်းမိတော်လဲသူကသူမကိုသူမမဟုခေါ်သုံးလုံးတစ်ဖြင့်မေဆန်ရှာကလည်းလိုက်တဲ့မင်းကြော့ရင်ဆွေကိုမဟုခေါ်လိုက်သည်မကကျမကိုတီးလို့လားဆိုပါတော့မရဲ့မိတ်ဆွေတို့ကပြောပြလို့ပါ
သူ့အမှုတစ်ခုမှမေဆန်ရှာကပါဝင်ကူညီဆောင်ရွက်ပေးဘူးတဲ့အမှန်တရားကိုမျက်နှိုးပြီးကူညီတတ်တဲ့သူအတ္တကိုရှေ့တန်းမတင်တတ်တဲ့သူသဘောထားပြေဝတဲ့သူလို့ချီးမွမ်းတယ်။ဒီနေ့မေဆန်ရှာဒီရှိကဖြတ်သွားတော့သူပြတာနဲ့မမကမေဆန်ရှာကိုတွေ့ဘူးလိုက်တယ်။တွေ့လိုက်တော့လဲမြင်မြင်ချင်းညီမလို့စိတ်ထဲမှာခံစားမိခဲ့တယ်။ဒီနေ့ကျရင်မိတ်ဖွဲ့မယ်လို့စိတ်ကူးထားမိခဲ့တယ်။ဒီနေ့တော့တိုက်ဆက်ဆိုင်မမဆန္ဒတွေပြေဝခဲ့ပြီးထိုနေ့ကကြော့ရင်ဆွေနေစကားအတော်ကလေးပြောပြခဲ့သည်တကယ်တမ်းပြောသည်မှာရှိနေမှလေးမဟုတ်ပဲအိမ်ရှင်ကြော့ရင်ဆွေကသာဖြစ်လူမအနေနဲ့အပြီးတန်ဆန်းကအပေါင်းမဲ့နေပုံလဲရသည်လူမဤခင်မုံဥယောင်ဒီကအလုတ်ကိစ္စဖြင့်ခရီးသွားနေသည်ကများကြောင်းလင်မယားအသက်ကွာကြောင်းဥယောင်ဒီမှာရခင်ကအိမ်တော်ရှိခဲ့ဘူးကြောင်းကိုအိမ်တော်ဆုံးမသွားပြီးနောက်ကြော့ရင်ဆွေနဲ့လက်ထပ်ဖြစ်ခဲ့ကြောင်းကိုကြီးတစ်ဖွဲအားကိုးရကြောင်းသို့သောဥယောင်ဒီကဝင်တိုတဲ့သူဖြစ်ပြီးအခြားယောက်ျားများနှင့်စကားပြောသည်ကိုပင်မကြိုက်တဲ့ကြောင်းပန်ဝင်းကျင်နှင့်လေအယောတဝင်နေလေမရှိကြောင်းထို့ကြောင့်ကြော့ရင်ဆွေသည်တယောက်တည်းဖြစ်နေကပန်းမင်များနှင့်သာအဖော်ပြုနေရကြောင်းတို့ကိုမိဆန်ရှာသိခဲ့ရ၏ကြော့ရင်ဆွေလိုက်ပြသည်ဖြင့်ကြော့ရင်ဆွေ၏ပန်းညံထဲကိုလည်းမိဆန်ရှာရောက်ခဲ့ရ၏မိဆန်ရှာမတည်သောပန်းမျိုးစားတွေများလာသည်မေဆန်ရှာသည်ပန်းကိုမြန်လို့တော်လဲစိုက်ပျိုးရန်နေရာမရှိသဖြင့်တိုက်ခန်းရှိဝရန်နာတွင်ကစ္စမီကွေပန်းတို့ရှို့နှင့်တစ်ခွအချို့စိုက်ပျိုးထားသည်မှအပမြဆဆစိုက်ပျိုးနိုင်ခြင်းမရှိပါကြောရင်ဆွေကမူနိုင်ငံခြားမှမျိုးပွား၍ရယူထားသောပန်းများကိုပင်စိုက်ပျိုးထားရှိသူဖြစ်သည်နင်းစီတစ်ခွပိန်ပန်းတွေပင်မကမေဆန်ရှာမမြင်ဘူးသောပန်းမျိုးစားများကိုပါတွေ့ရ၏ပန်းရောင်စုပ်ရင်းများနှင့်6တပန်းပင်ပေါင်နာပန်းပြိုးနီပန်းပင်နီလာပန်းပင်ပေါင်းလောင်းတဲ့အဖြူရောင်အပြာရောင်များပွင့်သည့်နှဲပန်းတို့ကိုအသေးစမ်းဖြည့်မေဆန်ရှာတွေ့ရသည်နောက်လဲလာပါမေဆန်ရှာရဲ့ဟုကြော့ရင်ဆွေကတဖွာဖွာမှာလိုက်သည်ကြော့ရင်ဆွေမှာတော်လဲမေဆန်ရှာကအလုံများသူမို့မကြာခဏမရောက်ဖြစ်လမ်းကြုံလျင်တော့ဝင်တတ်သည်ဝင်သည့်အခါတိုင်းကြော့ရင်ဆွေကဖလဲတကင်းရှိလာ၏ထမင်းလဲကျွေးသည်စားတော့ကောင်းမြတ်စီစဉ်ကျွေးမွေးတတ်သည်စကားတွေဖောင်ဖွဲ့အောင်ပြောတတ်သည်ဒီချိန်တွင်သာကြော့ရင်ဆွေ၏ခင်မုံဥယောင်ဒီကိုတွေ့ရ၏ကြော့ရင်ဆွေကမိတ်ဆက်ပေးသည်ရောင်းဝယ်သမားပြီးဥယောင်ဒီကအပြောချိုချိုဖြင့်ကျွန်တော်ဇနီးကအဖော်မဲ့တယ်ဗျကျွန်တော်ကခီးသွားနေတာများတယ်ပြီးတော့သူ့ဆွေမျိုးတွေကဒီမှာမရှိဘူးနောက်တစ်ခုကလည်းကျွန်တော်တို့ပတ်ဝန်းကျင်နဲ့တိတ်ရော့တဝင်မနေရဘူးဒါကြောင့်ကြော့ရင်ဆွေမှာအဖော်ကောင်းလိုတဲ့ဒေါ်မီဆန်ရှားနဲ့မိတ်ဆွေဖြစ်နေတာဝမ်းသာတဲ့အမြဲတမ်းဝင်ပါဟုဆိုလေသည်အပေါ်ရင်သဘောမဟုတ်ပဲစိတ်ရင်းနဲ့ပြောခြင်းဖြစ်ရန်ရှိသည်ဟုမီဆန်ရှားကဲခတ်မိ၏ဇနီးဖြစ်သူကြော့ရင်ဆွေကိုလည်းအတော်ဝင်ကူးတစိုက်ရှိလာ၏ကျင်နာမူလည်းအတိုင်းထက်အလွန်ဟုမီဆန်ရှားသတိပြုမိ၏တို့ဖြစ်ပင်မီဆန်ရှားသည်ကြော့ရင်ဆွေနှင့်ညီမမကြတငယ်ချင်းမကြခင်မီမှုရရှိခဲ့သည်ဟုဆိုရမည်သို့သောတရက်တွင်တော့ကြော့ရင်ဆွေအိမ်တို့အဝင်တွင်ကြော့ရင်ဆွေနှင့်အတူအမျိုးသားတဦးကိုပါတွေ့ရ၏ဧကန်ထဲတွင်သူတို့နှင့်စကားပြောနေကြခြင်းဖြစ်တော်လဲမီဆန်ရှားရောက်သွားသောအခါသူကပြောလက်ဆစကားအားဖြတ်ထားလိုက်ကြသည်ကိုမီဆန်ရှားတွေ့ရသည်ကြော့ရင်ဆွေကမီဆန်ရှားကိုကြိုဆိုပြီးထိုသူနှင့်ပါမိတ်ဆက်ပေးသည်ဒါကိုမျိုးအောင်နဲ့မမကျောင်းနေဘက်ပေါ့မတွေ့တာကြပြီးတလောကမှရန်ကုန်ထဲကဈေးဝယ်စင်တာတစ်ခုမှအမတ်မထင်ဆုံးပြီးပြန်တွေ့တာအခုအိမ်လာလေလာလေးမိတ်ဆက်ပေးသည်ကိုမျိုးအောင်သည်မီဆန်ရှားရောက်ပြီးနောက်ခဏအကြာတွင်နှုတ်ဆက်ပြန်သွားခဲ့သည်ကိုမျိုးအောင်နှင့်ကြော်ရင်ဆွေတို့၏ရင်းနှီးမှုမှာအဘယ်တိုင်းသာရှိပါသနည်းကျောင်းနေဘက်တငယ်ချင်းဆိုတော့အဆင့်ထက်ပိုခဲ့ပါသလားမီဆန်ရှားကောင်းထဲတွင်ရှိနေသောအတွေးများကိုကြော်ရင်ဆွေကလည်းရိပ်မိပုံရသည်ဆန်ရှားကိုမျိုးအောင်နဲ့မမကိုတမျိုးမထင်နဲ့တော့မမတို့ကအမှန်အတိုင်းဝန်ခံရရင်ငယ်စဉ်ကကျောင်းနေဘက်တငယ်ချင်းအဆင့်ထက်ပိုခဲ့ပါတယ်ဒါပေမဲ့အခုအချိန်မှာမမကအိမ်အောင်တွေဖြစ်နေပြီးကာမေသူမိစ္ဆာစာရကံကိုမမဘယ်တော့မှမကျူးလွန်မှုဆိုတာမမပြောရဲပါတယ်သိချပါညီမရဲ့မမမမားစီရပါဘူးကြော်ရင်ဆွေ၏စကားကြောင့်မီဆန်ရှားကြည်နူးကြည်နဲ့သွားသည်ဒီလိုကြားရတာဝမ်းသာပါတယ်ဒါပေမဲ့တခုတော့သတိပေးခြင်းပါသေးတယ်ဥယောင်ဒီကတဝင်တိုတဲ့ထားမမပြောလို့သိထားတယ်လေဥယောင်ဒီဘက်ကအမြင်ရှင်းမှုမမသတိထားနေတင်တယ်လို့ထင်တယ်ကြော်ရင်ဆွေကိုယုံကြည်ပါတယ်ကြော်ရင်ဆွေကလည်းသူမ၏ဂရိအတိုင်းစင်ကြင်မှုရှိခဲ့ပါ၏သို့တော်ပန်ဝင်းကျင်ကတစိတ်ကိုတအိတ်လှုပ်တတ်ကြသည့်တဘာဝရှိခဲ့သည်ကိုမမေ့အပ်ပါအချိန်တွင်ကိုမျိုးအောင်ကိစ္စနှင့်ပတ်သက်၍ကြော်ရင်ဆွေနှင့်ဥယောင်ဒီတို့စကားများခဲ့ကြရ၏
သို့သောကြောက်ရင်ဆွေဖြည့်ရှင်းကောင်းသောကြောင့်ပြဿနာအကြီးအကျယ်မဖြစ်ခဲ့ပဲပြေးငိမ့်သွားခဲ့သည်ကိုကြီးကြည်နဲ့အောင်မနေ့ဖြည့်ရှင်းခဲ့ရတယ်မေဆန်ရှားသတိပေးခဲ့တာကိုပင်ကျေးဇူးတင်ကြောင်းထပ်ပြောပြရသည်မေဆန်ရှားသတိပေးခဲ့တာကြောင့်မမပိုပြီးသတိထားနိုင်ခဲ့တာပါလူဆိုတာကိုကမှန်နေတဲ့ထင်ုံနဲ့မပြီးသေးဘူးအများအမြင်ရှင်းဖို့လဲလိုအပ်တယ်ဆိုတာမမအခုသဘောပေါက်သွားပြီကြောက်ရင်ဆွေကထိုသို့သုံးသက်ပြခဲ့၏သို့သောတကယ်ပြင်းငိမ့်ခြင်းဟုတ်မှဟုတ်ပါလေသားဟူသောစနောင်စနေမှုကလည်းပါဝင်နေခဲ့သည်မှာအမှန်ယခုတော့ကြောက်ရင်ဆွေကလည်းတစုံတယောက်ပယောဂဖြစ်လူလောကမှထွက်ခွာသွားခဲ့ရပြီအမှန်တကယ်ဖောက်ထွင်းမှုလူဆိုးလက်ချက်ဖြစ်အသက်ဆုံးရှုံးခဲ့ရခြင်းလားတာဝန်ရှိရဲများကကြောက်ရင်ဆွေအိမ်ဖောက်ထွင်းခံရမှုနှင့်ကြောက်ရင်ဆွေအသက်ခံရမှုအတွက်အပြင်းထန်ကြိုးစားရှာဖွေဖော်ထုတ်ခဲ့ကြသည်သို့တော်လက်အခြေအမကြံခြင်းကြောင့်၎င်းဖြေရိုးဖြစ်စဉ်ပြစ်မှုမျိုးဤနေရာဝန်းကျင်တွင်မရှိခဲ့ဘူးခြင်းကြောင့်၎င်းလူတက်လက်နက်မှာရှရှာပပတနက်ဖြစ်နေခြင်းကြောင့်၎င်းတရားခံသည်အစာပြောက်လျက်ရှိ၏သို့ဖြစ်ပင်ရမလာမနှစ်သို့ကူးပြောင်းသွားသည်တရားခံရှာမရခဲ့ဥယောင်နီသည်ဇနီးတဲ့အသက်ခံရမှုကြောင့်စိတ်ဆင်းရဲတော့ကဖြစ်ရသည်ဟုဆိုကာဗရောင်းမြိုင်ကိုရောင်းလျက်ပြောင်းသွားခဲ့သည်နောက်ထပ်ရောက်လာသူအိမ်ရှင်များမှာမိဆန်ရှားဖို့သူစိမ့်များဖြစ်၍မိဆန်ရှားသည်လည်းဗရောင်းမြိုင်နှင့်ဝေးကွာခဲ့ရ၏ဗရောင်းမြိုင်ရှေ့မှဖြတ်သည့်အခါတိုင်းကြောက်ရင်ဆွေကိုမိဆန်ရှားသတိရသည်ကြောက်ရင်ဆွေပြုစုပြိုးထောင်ခဲ့ရာပန်းဥယျာဉ်လေးမှာမူနောက်အိမ်ရှင်များကဆက်လက်ပြိုးထောင်ယူဆိုင်ခဲ့သဖြင့်လှပမြဲလှပနေခဲ့လေသည်နွေဦးရာသည်တညနေခင်းမှာမိဆန်ရှားဗရောင်းမြိုင်ရှေ့မှအဖြတ်တွင်ပင်မမကဒေါ်မီဆန်ရှားလာဗရောင်းမြိုင်၏ပန်းဥယျာဉ်လေးထဲမှလှမ်း၍မေးလိုက်တန်းကြားရ၏မီဆန်ရှားလှည့်ကြည့်လိုက်သောအခါပန်းမင်းများရေလောင်းနေသောပြိုမြင့်နုနယ်ချစ်စွယ်မိန်းကလေးတဦးကိုတွေ့ရ၏သူမကအပြုံးဖြစ်ပင်ကြည့်နေသည်မိန်းကလေးကရေပိုက်ကိုပိတ်ခါခြံတကားကိုဖွင့်၍ကြိုဆိုသည်မီဆန်ရှားကကြောက်ရင်ဆွေကိုတရိယာလွမ်းဆွနေသူဖြစ်၍ကြောက်ရင်ဆွေ၏ပန်းညံလေးကိုအလွမ်းပြေကြည့်ရန်ခြံတွင်ဝင်လိုက်သည်ညီမလေးနာမည်ကပို့ပို့ပါမမရဲ့အကြောင်းတွေကိုဆရာနေစိုးတော်ရေးတဲ့ဝတ္ထုတွေထဲမှာဖတ်ရပါတယ်ညီမလေးရဲ့အတော်ကမမဟာရှေ့နေဒေါ်မီဆန်ရှားပဲလို့ပြဘူးတာနဲ့ညီမလေးကမမကိုခင်ကျင်နေတာပါညီမလေးတီးရတာကအဲ့ဒီမမကြော်ရင်ဆွေကလူဆိုးအိမ်ထဲဖောက်ထွင်းဝင်ရင်တနက်ပစ်ခဲ့လို့တေဆုံးခဲ့ရတာတဲ့ဟုတ်ပါသလားဟုမေးခဲ့သည်မမအမှုတွေဖော်ခဲ့တာအများကြီးပဲမမတငယ်ချင်းအတွက်မကြိုးစားရင်အမှုကပေါ်လာမှာပါပို့ပို့ကတော့မမဖော်ထုတ်လို့ရနိုင်မယ်လို့မျှော်လင့်ပါတယ်သူမကိုအလွန်မင်းအထင်ကြီးနေသောပို့ပို့၏စကားကြောင့်တေဆုံးသူကြော်ရင်ဆွေအတွက်တာဝန်မကျေသလိုခံစားမှုမျိုးကိုမေဆန်ရှာရုတ်တရက်ခံစားလိုက်ရသည်မေဆန်ရှာတပ်ပြင်းရှာရင်ပို့ပို့ပြောမှကြော်ရင်ဆွေကမမကိုကြည့်နေသလိုမျိုးမမအာယုံမှပေါ်လာတယ်မမကြိုးစားပါမယ်ပို့ပို့ရဟုပြောပြီးပို့ပို့ကိုနှုတ်ဆက်ကခြံဝါမှထွက်မိပြူပြီးမှကြော်ရင်ဆွေဆိုင်ခဲ့သော6လပန်းပင်မှခုခဲ့သောပန်းပွင့်စီသို့တတိဖြစ်ကြည့်မိကခြေလမ်းများရက်တန့်သွားသည်ပန်းပွင့်လေးကအပြာရောင်မီဆန်ရှားမှလွတ်ခနဲ့ထွက်သွားသောစကားပို့ပို့ကမီဆန်ရှား၏ရုတ်တရက်ပြောင်းလဲသွားသောအမူအရာကြောင့်နားမလဲသွားလှမ်းကြည့်နေ၏ဆန်ရှားက6လပန်းပင်ပန်းကြုံကိုပြန်လှည့်ကြည့်လိုက်သည်အပြာရောင်အပွင့်တွေဝဝေးဆန်းဆန်းရှိနေပါတကားမနေ့ကကြော်ရင်ဆွေနှင့်မီဆန်ရှားစတင်ဆုံတွေ့စဉ်က6လပန်းပင်သည်ပန်းရောင်အပွင့်အဆုပ်တွေနှင့်ပါယခုအပြာရောင်ဖြစ်နေပါတကားမမဘာဖြစ်တာလဲဟုပို့ပို့ကလှမ်းမေးသည်ဒီပန်းပင်တွေကအပြာရောင်တွေပွင့်လို့ပါလားဟုတ်တယ်မမအပြာရောင်အပွင့်တွေလေမနစ်တုန်းကဒီပန်းပွင့်ကပွင့်တာပန်းရောင်မှာဒီမှာရင်ပင်ကြော်ရင်ဆွေနှင့်လာရောက်၍စကားပြောခဲ့စဉ်တရက်ကကြော်ရင်ဆွေကသူမစိုက်ပျိုးထားသောပန်းပင်များနှင့်ပတ်သက်၍ပြောခဲ့ဘူးသောစကားတစ်ခွန်းကိုမီဆန်ရှားပြန်လဲကြားယောင်လိုက်သည်ဒီပန်းပင်ကတမျိုးမီဆန်ရှားရဲ့သူ့ရဲ့အပွင့်ကပန်းရောင်ပဲဒါပေမဲ့အပြာရောင်ပွင့်ခြင်းရင်ပင်ကြီးမှာတန်ဖြစ်ဖြစ်အလူမီနီယံဖြစ်ဖြစ်မြုပ်ထားလိုက်ရတယ်အဲ့ဒါဆိုအပွင့်ကအပြာရောင်ဖြစ်သွားရောမီဆန်ရှားကောင်းထဲတွင်လက်ခနဲ့အလင်းရောင်တစ်ချက်ဝင်းပြတ်သွားသည်ဥယောင်ဒီကိုကြော်ရင်ဆွေတတ်မှုဖြစ်ဖမ်းဆီးနိုင်ခဲ့၏ကြော်ရင်ဆွေကိုတတ်ခဲ့သောဒသမ3နှစ်ရီဘိုဘာတနက်ကိုရှာဖွေတွေ့ရှိခဲ့လေသည်တနက်တွင်းမှာကြည်စံက2000လျော့နေသည်ရှိနေသောကြည်စံများနှင့်ကြော်ရင်ဆွေကိုယ်ထဲမှရရှိခဲ့သောကြည်စံကုန်ကတစ်ထက်တည်းတနက်တစ်ခုတည်းဖြစ်ကြောင်းသက်သေပြနေခဲ့၏ကြော်ရင်ဆွေကပင်တရားခံကိုဝိညာဉ်ဘဝဖြစ်ဖော်ထုတ်ခဲ့သည်ဟုပြောရမလားမီဆန်ရှား၏အတွေးကောက်ချက်ကပင်ကွက်တီတီးကြမှန်ကန်ခဲ့သည်ဟုပြောရမလားရဲအရာရှိကပင်မီဆန်ရှား၏စကားကိုအကျွမ်းမဲ့ယုံကြည်မှုရှိခဲ့သောကြောင့်ဟုပြောရမလားကြော်ရင်ဆွေကိုပြစ်တက်ခဲ့သောဒသမ3နှစ်ရီဘိုဘာတနက်အား
6လပန်းပင်ချင်းတွင်တူဖော်တွေးရှိခဲ့ရပေသည်